ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုင်းရင်းသားရခိုင်လူမျိုးများနဲ့မွတ်စလင်လူမျိုးများရဲ့ဒေသတွင်းပြည်ပကကြောင့်ထောင်ပေါင်းများစွာသောသူများဟာအိုးအိမ်များဆွန့်ခွာခဲ့ကြရပြီးကယ်ဆယ်ရေးစခန်းများမှာနေထိုင်ရလျက်ရှိပါတယ်။စစ်တွေမြို့ပေါ်ကယ်ဆယ်ရေးစခန်းများမှာနေထိုင်လျက်ရှိသောသူများအတွက်ရေတန်းရရှိရေးပတ်ဝန်းကျင်တန်ရှင်းနဲ့တကွေတန်ရှင်းတို့ဟာအဓိကအရေးပါသောအချက်များဖြစ်လာခဲ့ပါတယ်။မြန်မာနိုင်ငံကြက်ချင်နီတဲမှကြက်ချင်နီစေနာလဝါရှင်များဟာပဋိပက္ခဖြစ်ပွားပြီးနောက်စေကမ်းများမှာဝင်ရောက်ကူညီပေးခြင်းရေတွင်းများတူပေါ်ပေးခြင်းအိမ်သားများဆောက်လုပ်ပေးခြင်းတောက်ရည်တန့်အစားအစာစောင်းနဲ့တကွေတန်ရှင်းသုံးပစ္စည်းများဖက်ဝင်ခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပါတယ်။ပါတယ်ဆန်တွေရောနောက်ပြီးတော့ဝယ်စားတွေပေါ့နော်လုံကျူတွေအေးလို့ထောက်ပေးမိပါတယ်။နောက်ပြီးတော့စောင်းတွေလည်းပါတယ်လားမသိအေးလို့ပါပါတယ်။ထောက်ပေးမိပါတယ်ဆန်ကတော့ဒီလိုတောင်းတဲ့တောင်းနေရပါတယ်။ညပြလာတဲ့လူဦးရေနေပါတဲ့အခြေခံကျန်းမာရေးဆောင်ရှောက်မှုပတ်ဝန်းကျင်မတန်ရှင်းမှုတို့မှတဆင့်ယောဂပိုးများနှိမ်မြစွာကုဆက်ပြန်ပွားနိုင်တဲ့အတွက်ကယ်ဆယ်ရေးစခန်းများမှာနေထိုင်တဲ့သူများတောက်သုံးရည်တန်ရရှိစေရေးဟာအလွန်ရေးပါသောအချက်ဖြစ်လာခဲ့ပါတယ်။ချက်ချင်းဒီမှာကယ်ဆယ်ရေးစခန်းများသို့တောက်ရည်တန်လီတာ8000အားနေ့စဉ်ဖြန့်ဝေပေးလျက်ရှိပါတယ်။ဟုတ်ပါကျင်းနေပါရဲ့။တောက်လေးလည်းကောက်ပါရဲ့။တောက်လို့လည်းကောက်ပါတောက်လည်းတောက်ကြတယ်။ဟုတ်ပါအစင်းလည်းပြည်ဟုတ်ပါအောင်တော့တောက်ခဲ့ပါအေးဘူးကလူတီအေးဟောင်းကလူတီအားလုံးတောက်ပါရဲ့ဟာမချက်ချင်းဒီစေတနာလဝါရှင်မတ်တင်နေဝေဟာရေသက်စင်ရန်အတွက်လိုအပ်သည့်ကလိုရီးမုံများကိုချိန်တွယ်ပြီးရေထည့်ထားသည့်ဘုံတွင်သို့ထည့်ကာရေသက်စင်ရန်အတွက်စတင်ဆောင်ရွက်မည်ဖြစ်ပါတယ်။စားဦးကျွန်တော်ရေစဝေရတဲ့အကြောင်းတော့ဒီမှာဒီကန့်လို့လူပြောင်းလာတယ်ပေါ့နော်။ဘာမှကျူဝဲတည်းလည်းကျွန်တော်စတူးကြတူးတဲ့အချိန်မှာဒီမှာရေရမရှိသေးဘူး။ကျူဝဲတူးချင်းရေမရှိတော့ကျွန်တော်အမှရေကျွန်တော်လာဝေပေးရတယ်။ပြီးတဲ့အပြင်မှာတော့ဒီကျူဝဲကစတူးတဲ့အချိန်မှာလည်းထွက်လာတဲ့ရေကတော့ဒီ smell ပေါ့အနက်အနေနဲ့ပါ။ချက်ချင်းဒီစေနာလဝါရှင်များဟာကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးကယ်ဆယ်ရေးစခန်း10ခုရှိစေကမ်းများမှာကျန်းမာရေးဆောင်ရှောက်မှုများပံ့ပိုးပေးလျက်ရှိပါတယ်။ကျွန်တော်တို့ကပေါ့ first aid ကြုံရင် first aid လုပ်ပေးမယ် dressing လုပ်ပေးမယ် HE ပေးမယ်အဲ့ဒါလုပ်ပေးပါတယ်ဆရာ။ခါ EME လည်းကျွန်တော်တို့ကြိုပို့လုပ်ပေးပါတယ်ဆရာ။ EME ဆိုတာ emergency အရေးပေါ်ပေါ့လူနာအကျိုးပို့ပေါ့ medical evolution ပေါ့ထိခိုက်ရှာနာဒဏ်ရာများဆေးကြောတန့်စီပေးခြင်းနဲ့တကွေတန်ရှင်းကျန်းမာရေးအတွက်ကလေးငယ်များအားလက်သေးခြေသေးညှက်ပေးခြင်းတို့ကိုလည်းဆောင်ရွက်ပေးခဲ့ပါတယ်ကျွန်တော်အတွက်လိုအပ်တဲ့ဆေးကုသမှုကိုဒီမှာရရှိမှာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကံအများကြီးကောင်းပါတယ်။ကြက်ချင်နီတွေကလူမှုကိန်းလုပ်ငန်းတွေလုပ်နေတယ်ဆိုတာကိုလည်းကျွန်တော်သိပါတယ်။ယာယီတဲအိမ်များမှာနေထိုင်တဲ့ထောင်ပေါင်းများစွာသောသူများအတွက်ပုံမကောင်းမွန်တင့်တဲ့နဲ့အမိုးကံများပံ့ပိုးပေးခြင်းဟာလူမှုကိန်းလုပ်ငန်းများအတွက်အဓိကဦးစားပေးဖြစ်ပါတယ်။မိသားစု8စု10စုနေထိုင်တဲ့ယာယီတဲအိမ်ရှေ့ကြီးပေါင်းများစွာကိုဆောက်လုပ်ပေးခဲ့ပြီးဖြစ်ပြီးနောက်ထပ်လည်းထပ်မံဆောက်လုပ်ပေးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံကြက်ချင်နေတဲ့အနေနဲ့လာမယ်လနိုင်ငယ်တွင်ယာယီတဲအိမ်160တို့ကိုမိဘအမျိုးသားကြက်ချင်နီလာချမ်းနေအသင်းများရဲ့ပံ့ပိုးမှုဖြင့်ဆောက်လုပ်ပေးတော့မှာဖြစ်ပါတယ်။ကြက်ချင်နီအကူအညီများဟာဘေးဒဏ်ခံစားရသည့်ထောင်ပေါင်းများစွာသောလူမျိုးစုနှစ်ဖက်စလုံးတို့နေ့စဉ်ထောက်ပံ့ပေးနေရတဲ့အတွက်အကူအညီများပုံမပေးနိုင်ရန်ကြက်ချင်နီစေတနာလဝါရှင်များလိုအပ်လျက်ရှိပါတယ်။လိုအပ်လျက်ရှိသောအကူအညီများပေးနိုင်ရန်အတွက်အခြားပြည်နယ်နဲ့တိုင်းဒေသကြီးများမှကြက်ချင်နီစေတနာလဝါရှင်30ဦးစီဟာအလှည့်ကျစနစ်ဖြင့်ရခိုင်ပြည်နယ်သို့လာရောက်အကူအညီများပေးဝေလျက်ရှိပါတယ်။ကြက်ချင်နီဟာနိုင်ငံရေးယုံကြည်မှုဘာသာရေးကိုးကွယ်မှုများပေါ်မူတည်မှုမရှိဘဲလူမှုကွန်ရက်အထောက်အပံ့များလိုအပ်ချက်ပေါ်သာမူတည်ပြီးလိုအပ်သည့်အကူအညီများကိုထိခိုက်ခံစားရတဲ့သူများအလုံးအားထောက်ပံ့ပေးလျက်ရှိပါတယ်။ကျွန်တော်ဒီအခြေခံမှု9ချက်အရာရောကျွန်တော်ပြင်းပြပြတဲ့မူတွေနဲ့ရောကန့်ကြီးမှာကျွန်တော်လုပ်ပေးရတဲ့အတွက်ဒီနှစ်ဖက်ဒီကွဲပြားတဲ့အုပ်စုကြားမှာကျွန်တော်လုပ်ပေးရတဲ့အတွက်ကျွန်တော်အများကြီးကျွန်တော်တို့အတွက်နောက်လုပ်ရမယ့်လုပ်ငန်းတွေမှာအထောက်အကူအများကြီးဖြစ်ပါတယ်ခင်ဗျာ။ဂုဏ်ယူပါတယ်